ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျ TTA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုကျွန်တော်ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတို့ကို3သက်တင်ပြပေးခြင်းတဲ့ပွဲလေးကတော့ကျွန်တော်တို့ World Cup Qualifier ပွဲစဉ်တွေကတပွဲဖြစ်တဲ့ကျွန်တော်တို့ Croatia အသင်းနဲ့ Czech အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီအုပ်စုအတွင်းမှာဆိုလို့ရှိရင် Czech ဒီအုပ်စုအတွင်းမှာဆိုလို့ရှိရင် Czech Montenegro Croatia Faroe Island Gibraltar တို့ပါဝင်နေပြီးတော့ချက်အနေနဲ့အုပ်စုအတွင်းမှာ3ပွဲကစားထားပြီးတော့3ပွဲလို့အနိုင်ရရှိထားတာကိုတွေ့ရပါတယ်ဗျခရိုအေးရှားအသင်းအနေနဲ့ကတော့ဂျီဘရာတာကို9ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီးတော့အုပ်စုဒုတိယနေရာမှာရပ်တည်နေတာကိုကျွန်တော်တွေ့ရပါတယ်ဗျဒီနှစ်သင်းရဲ့လက်ရှိတင်းဖောင်တွေရချက်အသင်းကနောက်ဆုံး9ပွဲမှာတပွဲသာတည်ကြပြီးတော့4ပွဲအထိအနိုင်ရရှိထားတာကိုတွေ့ရပါတယ်ဗျခရိုအေးရှားအသင်းအနေနဲ့လည်းနောက်ဆုံးရှင်ပြိုင်ထားတဲ့9ပွဲမှာစကော့တလန်1စီပြင်သစ်ကို2စီနဲ့ရှုံးနေထားခဲ့ပြီးတော့ပေါ်တူဂီကို1-1တည်ကြကကျွန်တော်တို့ပြင်သစ်ကိုပဲသူ့ရဲ့အိမ်ကွင်းမှာ2စီဆိုတဲ့ရလက်နဲ့ပြန်လည်အနိုင်ရရှိထားတာကိုတွေ့ရပါတယ်ဗျလက်ရှိတင်းဖောင်တွေကခရိုအေးရှားအသင်းဟာဝေကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အနေငယ်ရုံးကန်ရတယ်ဆိုပေမဲ့လည်းသူ့ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြင်သစ်လိုအသင်းကို2စီဆိုတဲ့ရလက်နဲ့အနိုင်ကန်ထားပြီးတော့ပေါ်တူဂီကိုအိမ်ကွင်းမှာတည်ရလက်ရယူထားနိုင်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျချက်တင်းကလည်းအိမ်ဝင်းမှာ3ပွဲအထိအနိုင်ရရှိထားပြီးတော့ဂျီဘရာတာလိုအသင်းကိုအဝေးကွင်းမှာ4ဂိုးပြတ်နဲ့အနိုင်ရရှိထားတယ်ဆိုပေမဲ့ကျွန်တော်တို့အေဗေးနီးယားလိုကမ္ဘာအဆင့်66မှာရှိနေတဲ့အသင်းကိုအဝေးကွင်းမှာတည်ရလက်ပဲရယူထားနိုင်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျဒီနှစ်သင်းကနောက်ဆုံးထိတိုက်တွေ့ဆုံမှု3ချိန်မှာခရိုအေးရှားအသင်းကတစ်ချိန်အနိုင်ရရှိထားပြီးတော့ကျွန်တော်တို့2ချိန်အထိတည်ကြထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဗျဒီနှစ်သင်းရဲ့လက်ရှိလူစင်းအရလည်းခရိုအေးရှားအသင်းမှာလူကာဘိုဗစ်ပါစာလစ်Ivan Perisic, Luka Modric, Andy Brima တို့လိုကစားသမားတွေအတွေ့အကြုံရင်ကစားသမားတွေရှိနေတဲ့အပြင် Josko Gvardiol, Luka Susic တို့လိုလူငယ်ကစားသမားအများအပြားလည်းရှိနေတာကိုတွေ့ရပါတယ်ဗျ။တစ်ဖက်ကချက်သင်းရဲ့လူစည်းမှာလည်း Leverkusen ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Patrick Schick အပြင် Leverkusen အသင်းရဲ့ဂိုးသမား Kovar တို့ရှိနေတဲ့အပြင်မှာကျွန်တော်တို့ကွင်းလယ်မှာဆိုရင်လည်းဝဟန်အသင်းရဲ့ Thomas Tuchel တို့ပြီးသွားလို့ရှိရင် Kufe တို့လိုအတွေ့အကြုံရင်ကစားသမားတွေအများအပြားပါဝင်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျ။ Croatia အသင်းက Ivan Perisic တို့လိုကစားသမားတွေရဲ့ရုံးအားဖြင့်အသင်းလိုက်ကစားပုံဟာအိမ်ဝင်းမှာဆိုရင်အတော်လေးကောင်းတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျ။သူတို့ရဲ့အိမ်ဝင်းမှာဆိုရင်ပြင်သစ်လိုအင်အားကြီးအသင်းကိုကောင်းဒုက္ခပေးပြီးတော့ကျွန်တော်တို့ပေါ်တူဂီအသင်းကိုတည်ရလက်ရအောင်ကန်နိုင်ထားတာကိုတွေ့ရမယ်ဆိုလို့ရှိရင် Croatia အသင်းရဲ့အိမ်ဝင်းရုံးကားဟာတော်လေးကောင်းမွန်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျချက်အနေနဲ့အုပ်စုအတွင်းမှာ6မှတ်ရထားတယ်ဆိုပေမဲ့လည်းသူ့ရဲ့အဝေးကွင်းခြီစွမ်းအရဆိုလို့ရှိရင်တော့ခရိုအေးရှားအိမ်ကွင်းမှာကျွန်တော်တို့ချက်အသင်းနေနဲ့အနေငယ်ရုံးကန်ရနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဗျခရိုအေးရှားအသင်းနေနဲ့လည်းအခုအုပ်စုအတွင်းမှာသူတို့တပွဲပဲကန်ထားပြီးတော့ကျွန်တော်တို့3မှတ်ရထားတယ်ဆိုပေမဲ့အပေါ်ဆုံးကအခုချက်အသင်းဟာ6မှတ်ထိရရှိထားတာကြောင့်အမှတ်ကွာခြားချက်ကျင်းမြောင်းအောင်သူ့ရဲ့အိမ်ဝင်းမှာခရိုအေးရှားအနေနဲ့ချက်အသင်းကိုအနိုင်ကန်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆထားပါတယ်ချက်အသင်းအနေနဲ့လည်းရထားတဲ့6မှတ်ကိုထိမ့်သိမ်းပြီးတော့ဒီခရိုအေးရှားရဲ့အိမ်ဝင်းမှာသူတို့အနည်းဆုံးတည်ရလက်ရရှိအောင်သူတို့အနေနဲ့ထိမ့်ပြီးစော်ကားမယ်လို့လည်းကျွန်တော်အနေနဲ့မြင်မိပါတယ်လက်ရှိပေါက်ကြီးတွေရလဲခရိုအေးရှားအသင်းက1+85ပြဘော်ဒီကြီးပေးထားခဲ့ပြီးတော့ဂိုးပေါင်းကြီးကလည်းနှလုံး85ပြအရှုံးပေးထားပါတယ်ဗျကျွန်တော်ထင်တော့ခရိုအေးရှားက1+85ပေးထားတာဟာချက်အသင်းရဲ့ဇယားထိတ်ရက်တည်မှုကိုကြည့်ပြီးတော့ဘိုဂီတွေအနေနဲ့ဒီကြီးကိုပေးထားတာလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဒါပေမဲ့အိမ်ကွင်းလည်းဖြစ်တယ်ခရိုအေးရှားကသူတို့အခုလိုအိမ်ဝင်းမှာကန်ရတဲ့အချိန်မှာပြင်သစ်တို့ပေါ်တူဂီတို့လိုအသင်းတွေကိုတော့မှပဲအကောင်းဆုံးမကြောနဲ့ခံကန်ထားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တလုံးသွင်းရင်85ပြားအထိရရှိမယ်ကျွန်တော်ခရိုအေးရှားကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျမိပါတယ်ဗျဒါကြောင့်ညီကိုတို့ကိုကျွန်တော်အနေနဲ့ရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့ခရိုအေးရှားဘော်ဒီကြိုက်ပါတယ်ဗျညီကိုတို့ဂိုးပေါင်းလေးပါခပ်ပါးလေးထည့်ပြီးစော်ကစားခြင်းနေဆိုရင်တော့ကျွန်တော်အနေနဲ့ဒီပွဲကိုဂိုးအောက်လေးကြိုက်ပါတယ်ညီကိုတို့အနေနဲ့အကြိုက်တူမှလိုက်ပြီးစော်ကစားပါဗျအကြိုက်မတူဘူးဆိုလို့ရှိရင်လည်းလော့လက်စွာဘက်ကန်စော်ကစားနိုင်ပါတယ်ညီကိုတို့အနေနဲ့ဘောလုံးပွဲတွေကိုဓာတ်ရိုက်စော်ကစားခြင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ UFA ဘက်ရှိပါတယ်ဗျ UFA ဘက်မှာဘောလုံးအပြင်ညီကိုတို့အနေနဲ့ဆလော့ကာစီနိုငါးဖမ်းလက်ဝိတ်ကြက်တိုက်အဲ့ဒီပွဲတွေအပြင်ညီကိုတို့အနေနဲ့ e-sport ပွဲတွေကိုပါဓာတ်ရိုက်စော်ကစားလို့ရပါတယ်ဗျ
ညီကိုတို့အနေနဲ့ယူဖတ်ဘက်မှာအကောက်ဖွင့်စော်ကစားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အပိုင်ဝန်းပွဲတွေပြီးသွားလို့ရှိရင်မောင်းတွဲတွေကိုတေးချရွေးပြီးတော့ရွေးချယ်တင်ဆက်ပြီးနေကျွန်တော်ရဲ့ Telegram Channel ကိုလည်းညီကိုတို့အနေနဲ့ free join ခွင့်ရရှိမှာဖြစ်ပါတယ်ဗျစိတ်ဝင်စားလို့ညီကိုတို့အနေနဲ့အကောက်ဖွင့်စော်ကစားခြင်းတယ်ဆိုလို့ရှိရင်တော့ Telegram number 383929399829ကိုဆက်သွယ်လို့ရတယ်လို့ Viber number 3882683449ကိုဆက်သွယ်မေးမြန်းပြီးတော့ညီကိုတို့အနေနဲ့စော်ကစားနိုင်ပါတယ်ကျွန်တော်ရဲ့သုံးသက်ရွေးချယ်ပေးမှုတွေကိုညီကိုတို့အနေနဲ့သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ဗျမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ